ဒီနေ့ကမြန်မာလိုဝါဆိုလာဆန်1ရက်နေ့အင်္ဂလိပ်လို6လပိုင်း15ရက်နေ့ဒီနေ့လေးကနေစပြီးတော့အခုလာဆန်9ရက်တွင်ကိုလွယ်ကူရိုးချစ်စွာငွေကြေးလက်ပွင့်အောင်ပြုလုပ်လို့ရတယ်လျှော်ဝှက်ချက်တော့ချက်လေးကိုအခုပြောပြသွားမှာဖြစ်ပါတယ်ရှင်မင်္ဂလာပါဆရာမလေးကတော့9ရက်သားပြပေါင်းအလုံးကိုဘဝမှာလောက်ကင်ငွေကြေးစီးပွားများစီပြောင်းနေ့စီကူညီကြတဲ့လက်ပြပေးနေတဲ့စက်ကြဝဠာနဲ့သမီးလေးခုတ်သူစားနိုင်ဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါဒီနေ့မြန်မာလိုဝါဆိုလာဆန်1ရက်အင်္ဂလိပ်လို6လပိုင်း15ရက်တနင်္လာနေ့ဒီနေ့ကနေစပြီးတော့9ရက်အတွေ့အိမ်မှာရှိတဲ့ကျွေပကံများသို့မဟုတ်ကျွေပကံသို့မဟုတ်ဖန်ပကံများဖန်ပကံသို့မဟုတ်စတိပကံများစတိပကံကြိုက်ရနဲ့အသုံးပြုနိုင်ပါတယ်ကရဝေးရွက်ရဲ့တကြပိုးခောက်ရဲ့ရောပြီးတော့မီးရှို့ပေးရမှာဖြစ်ပါတယ်အိမ်ရတွင်းထဲမှာပဲပြုလုပ်ပေးပါအိမ်ရပေါက်ရမှာပဲပြုလုပ်ပေးပါဒီလိုမျိုးတကြပိုးခောက်တွေကရဝေးရွက်တွေအခုလိုလာဆန်းရက်တွေလာအစနေ့တွေမှာပြုလုပ်ပေးခြင်းအပြင်ကိုယ့်အိမ်မှာရှိတဲ့မကောင်းတဲ့ဓာတ်တွေမကောင်းတဲ့စောအိမ်တွေမကောင်းတဲ့နက်ကတ်တွေမကောင်းတဲ့ energy တွေမကောင်းတဲ့ဓာတ်တွေအကုန်လုံးကိုအဲ့ဒီတကြပိုးခောက်တို့တကရဝိရွက်တို့မှာပါလာတဲ့ထွက်လာတဲ့အငွေသက်တွေကနေပြီးတော့ကင်းစင်လွင့်စင်ပပျောက်သွားအောင်ဖယ်ရှားပေးတာဖြစ်ပါတယ်ဒီလိုမျိုးကိုယ့်အိမ်မှာရှိတဲ့မကောင်းတဲ့ဓာတ်တွေငွေကြေးပိတ်ဆို့မှုတွေကိုသူကဖယ်ရှားပေးပြီးတော့ငွေကြေးလက်လာပါတွေပေါ်များစေဖို့ငွေကြေးကန်တွေပွင့်စေဖို့ဆွဲခေါ်ပေးတာဖြစ်ပါတယ်တကြပိုးခောက်ကလာတဲ့အငွေသက်လေးရဲ့အနံလေးတွေကတအိမ်လုံးကိုမှစွမ်းအားတွေကိုဆွဲခေါ်ပေးတယ်ကောင်းတဲ့ဓာတ်တွေကိုစုပ်ယူပေးတာဖြစ်ပါတယ်ဒီလိုပါပဲကရဝိရွက်လေးကလည်းတအိမ်လုံးမှာပိတ်ဆို့နေတဲ့ငွေကြေးပိတ်ဆို့မှုကလွတ်မြောက်ပြီးတော့ငွေကြေးလက်တွေပွင့်အောင်သူကနေပြီးတော့ကူညီပေးသွားတာဖြစ်ပါတယ်ဒီအတွက်ကြောင့်မလို့အခုကြည့်နေတဲ့သူကဘလို့ဘာသာဝင်မဲ့ဖြစ်ဖြစ်ဒီနေ့ကနေစပြီးတော့လာဆန်9ရက်အတွင်းကိုတကြပိုးခေါက်ကရဝိရွက်လေးတွေကိုဖန်ပကံများကျွေပကံများကြိုက်ရတဲ့မှာထည့်ပြီးတော့မီးရှို့ပေးဖို့အကြံပြုပါတယ်ဒါကတော့ပထမချက်ဒုတိယချက်ကတော့ဆရာမလေးစီကလက်ကီးရင်ဝင်မှာယူထားတဲ့သူတွေဆိုလို့ရှင်တော့အရန်ကန်ကောင်းပါတယ်ဒီလိုမျိုးတကြပိုးမုတ်လေးတွေပါတာဖြစ်ပါတယ်လက်ကီးရင်ဝင်တပူးမှာယူတဲ့သူတွေကိုဒီလိုတကြပိုးမုတ်လေးတွေပြီးတော့ပန်းရောင်စားလေးတွေငွေဝင်တဲ့အဆောင်လေးတွေလက်ဆောင်၅မျိုးထည့်ပေးတယ်အဲ့ဒီထဲမှာဆိုရင်ဒီတကြပိုးအမုတ်ပါတယ်ဒီတကြပိုးအမုတ်ကဘလို့အသုံးပြုရတာလဲဘလို့သုံးရမှာလဲဆိုပြီးတော့မသိတဲ့သူတွေလည်းရှိတယ်သိတဲ့သူတွေလည်းရှိတယ်ဒီနေရာမှာဆရာမလေးကအခုလိုလာဆိုင်ရက်တွေမှာဘက်လက်ဝါးတွေကိုပိုက်ဆန်ထည့်ပြီးသွားပြီဆိုရင်အဲ့ဒီပိုက်ဆံပေါ်မှာကျွေးစီလေးတင်အဲ့ဒီကျွေးစီပေါ်မှာတကြပိုးမုတ်လေးတွေဖြူပြီးတော့ကိုယ့်ရဲ့အိမ်အတွေးဘက်ကိုဟူးဆိုပြီးတော့မှောက်ထုတ်ပြီးတော့ငါတို့အိမ်ကိုဝေးကြီးတွေဝင်လာပြီငါတို့အိမ်ကိုဝေးကြီးတွေဝင်လာပြီငါတို့အိမ်ကိုငွေတွေဝင်လာပြီဆိုပြီးတော့နှုတ်ကနေတဖွာဖွာနဲ့ပြောပါဒါတလလုံးမှာငွေကြီးလက်ပွင့်မှုတွေဝင်ဖြစ်စေတယ်ငွေကြီးလက်လာပါတွေဝင်လာတယ်ငွေကြီးနဲ့ပတ်သက်ပြီးတော့ကန်ကောင်းစေတယ်ဒါကလည်းဆရာမလေးကိုယ်တိုင်လအစလာဆိုင်ရက်တွေမှာအမြဲတမ်းပြုလုပ်တာဖြစ်ပါတယ်ဒီနေ့ဒီညကစပြီးတော့ဆရာမလေးစောစောကပြောတဲ့တကြပိုးခောက်တွေတကြပိုးအမုတ်တွေတကြပိုးရက်တွေကိုမီးရှို့မှာဖြစ်ပါတယ်ဒီတကြပိုးအမုတ်လေးကလည်းဆရာမလေးမနှက်ဖန်မနှက်ခေမှာပြုလုပ်မှာဖြစ်ပါတယ်ဒီအတွက်ကြောင့်မလို့ဆရာမလေးစီကဒီလိုမျိုးလက်ကီးရှင်ဝင်မှာယူထားတဲ့သူတွေဆိုရင်ဒီထိုးလေးလက်ဆောင်ပါတယ်အမြန်ဆုံးအသုံးပြုဖို့အကြံပြုပါတယ်တကယ်လို့မှာယူခြင်းနဲ့ဆိုရင်လည်းဒီလိုမျိုးလက်ကီးရင်မွေးလေးတွေတပူးမှာယူတဲ့သူတွေကိုဒီမှာနော်ဒီလိုမျိုးလက်ကီးရင်မွေးလေးတွေဒီလိုမျိုးလက်ကီးရင်မွေးလေးတွေတပူးမာယူတဲ့သူတွေကိုဒီလိုမျိုးတကြပိုးအမုတ်အစစ်နော်အစစ်မှရမယ်အတူမရဘူးနော်အပိုလက်ဆောင်၅မျိုးပေးတာဖြစ်ပါတယ်ယုံကြည်စိတ်ဝင်စားပါကမှာယူနိုင်ပါတယ်မြန်မာငွေတပူးကို9000ကျပ်ထိုင်းဘတ်ငွေ600ဘတ်အပိုလက်ဆောင်၅မျိုးရတယ်ထိုင်းနိုင်ငံဘန်ကောက်မှာလည်းဆရာမလေးရဲ့လက်ကီးရင်မွေးတွေပြီးတော့တင်နန်းစာအုပ်တွေငွေချချမ်းသာချင်းတင်နန်းစာအုပ်တွေအကုန်လုံးရှိပါတယ်စိတ်ကြိုက်မှာယူသုံးဆွဲဆက်သွယ်နိုင်ပါတယ်ရှင် Messenger Viber Telegram WhatsAppကြိုက်ရကနေအသေးစိတ်ဆက်သွယ်နိုင်ပါတယ်တခုတော့ရှိပါတယ်ဆရာမလေးခုဒီ6လပိုင်း21ရက်နေ့မှာဖွင့်ပေးထားတဲ့စိတ်ဆိုးအားကြည့်စိန်နဲ့ပေါများကျွယ်ဝချမ်းသာကြီးဆိုတဲ့ငွေကြေးအတွက်တီးတန့်တင်နှန်းကြီးကပိတ်သွားပါပြီတင်နှန်းလူဦးရေအယောက်ပေါင်းတင်နှန်းသူတင်နှန်းသားအယောက်ပေါင်း249ယောက်ရှိသွားပါပြီတင်နှန်းပိတ်သွားပါပြီတင်နှန်းအချင်းတဲ့သူတွေလုံးဝမရတော့ပါဘူးဒီနေရာကနေဆရာမလေးမေတ္တာရက်ခတ်ပါတယ်တောင်းပန်ပါတယ်လို့ဆရာမလေးပြောပြရစီစီးရင်ပေးထားတဲ့သူတွေဆိုတော့ရတာပေါ့ဆရာမလေးစီးရင်လေးပေးခြင်းတို့ဆရာမလေးပေးထားပေးရစီဆိုတဲ့သူတွေကတော့တင်နှန်းလေးကိုတက်လို့ရတယ်အဲ့လို့ရတယ်တကယ်လို့အသေးဆက်ဆက်တင်နှန်းလေးအချင်းနဲ့တင်နှန်းတက်ချင်းနဲ့ဆိုတဲ့သူတွေလုံးဝမရတော့ပါဘူးတင်နှန်းကပိတ်သွားပါပြီဒါကလူဦးရေတွေအများများသွားလို့ပါတင်နှန်းသူတင်နှန်းသားအရာပေါင်း249ယောက်ရှိပါပြီဒီ TikTok ကနေရောပေးရနေရောပြီးတော့ YouTube channel ရနေပြီးတော့ယုံကြည်စွာနဲ့တင်တဲ့အကြတဲ့သူတွေအရန်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်အားလုံးတက်ရှိကြပါလို့ဆန္ဒပြေဝကြပါစေရှင်